မင်္ဂလာပါရှင်နောက်လိုက်တာရုရှားကြိုက်လိုက်ပါတယ်เนาะဆိုတော့ရုရှားခုလောက်မှာက collective reading သူကိုယ့်အပေါ်သူ့ဘက်ကရောကိုယ့်အပေါ်ဘယ်လိုမျိုးစိတ်ရှိလဲသူ့ဘက်ကရောတစ်ဖက်လူဘက်ကရောကိုယ့်အပေါ်မှာဘယ်လိုမျိုးစိတ်ခံစားရရှိလဲဘယ်လိုစိတ်ရှိလဲဒီမေးခွန်းလေးနဲ့ပတ်သက်ပြီးကြည့်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ရုရှား collective လေးတွေအတွက်အရင်ဆုံး energy လေးဖတ်ပေးမယ်ပေါ့เนาะဒီဗီဒီယိုတွေ့လို့ရှင်ဒါ main အတွက်ဒါပေမဲ့ energy လေးဖတ်ပေးပါ energy လေးကိုက်နေရဆိုလို့ရှင်တော့ဗီဒီယိုလေးကိုဆက်ကြည့်ပေး energy လေးမကိုက်ဘူးဆိုရင်တော့ Russia ရဲ့ video တွေမှာတခြား video လေးတွေကိုလိုက်ကြည့်ပြီးလို့ရတယ်ပေါ့နော် Okay အဲ့တော့ Russia energy လေးအရင်ဖတ်ပေးမယ်ဒီဘက်က person A ဒီဘက်က person B ဆိုတော့ Russia အကျဉ်းချင်းအနေနဲ့ဒီဘက်ကကိုဒီဘက်ကသူဆိုပြီးမှတ်ပေးမယ်ဒါပေမဲ့ဒီနေရာမှာတစ်ဖက်နဲ့တစ်ဖက်က switch ဖြစ်နိုင်တာလေးကိုနည်းနည်းလေးသတိထားပေး Okay အဲ့တော့ person A ဘက်က person A ရဲ့ energy လေးကဘယ်လိုမျိုးရှိနေလဲcollective လေးတွေအတွက် person A ရဲ့ energy လေးက oh my god person A ရဲ့ energy လေးကဘယ်လိုမျိုးရှိနေလဲဆိုတော့စိတ်ခံစားချက်ရတော့သူကလွမ်းဆွေးနေတာအပူပင်တော့ကရောက်နေတာလေးရှိတယ်ဒါပေမဲ့တစ်ခုခုကိုသူကperson A ဘက်ကအောင်မြင်အောင်လုပ်နိုင်တယ်အထူးသဖြင့်ပညာရေးဆိုင်ရာအလုပ်ကန်းဆိုလို့ရှိရင်လုပ်ငန်းရာထူးတိုးစသဖြင့်ပေါ့နော်တိုးတက်မှုလမ်းကိုရောက်အောင်လှမ်းနေတယ်person B လေးရဲ့ energy လို့person B လေးရဲ့ energy person B လေးရဲ့ energy person B လေးရဲ့ energy ကတော့တစ်ဖက်လူကသူကခုလက်ရှိမှာငွေကြေးရအဆင်ပြေအောင်လို့စူးစမ်းနေတာမျိုးလေးတွေ့ရတယ်Okay အဲ့တော့တစ်ဖက်ဒီ person A လေးကိုပြချာတိချာလေးပြောပြပေးမယ်ဆိုတော့ person A ကနည်းနည်းလေးစိတ်ခံစားချက်အရာလွမ်းဆွေးနေတယ်ပူဆွေးတော့ကရောက်နေတယ် Okay person A လေးရဲ့ energy လေးကကျတော့ the magician လေးရဲ့ the hierophant ဒါမျိုးလေးတွေ့ရဖြစ်တဲ့အတွက်ကိုသူကတခုခုမှလုံနိုင်စွမ်းကိုင်နိုင်စွမ်းရှိတာမျိုးလေးတွေ့ရ person A ဘက်ကယောက်ျားလေးမျိုးသားတွေများလိမ့်မယ်မိန်းကလေးဆိုရင်လည်းအမျိုးသားယောက်ျားဆန်တယ်ယောက်ျားစိတ်ရှိတယ်တက်ကြွလုံနိုင်ကိုင်နိုင်အဲ့လိုမျိုးချက်ကြားတဲ့လူမျိုးဖြစ်လိမ့်မယ်နောက်ပြီးတော့သူကတခုခုဆိုသိမြင်နိုးကြနိုင်စွမ်းအပြည့်ရှိတဲ့လူမျိုးလေးပေါ့နော်လဲရမဆိုရည်ရွယ်ချက်ပါလောက်တတ်တဲ့သူမျိုးလေးဖြစ်တယ်ဒါမျိုးလေးတွေ့ရတယ်ဆိုတော့ the hero fan လေးပါတာဖြစ်တော့ကိုတစ်ဖက်လူဘက်ကပညာရေးပိုင်းမှာတော့တော်လေးထူးချွန်တယ်ပညာရေးပိုင်းမှာသင်ကြားမှုပိုင်းမှာသင်ယူမှုပိုင်းမှာတော်တော်လေးအဆင်ပြေတယ်ထက်မြက်တယ်ဒါမျိုးလေးတွေ့ရတယ်ဆိုတော့သင်ယူမှုပိုင်းမှာဆက်ပြီးတော့ဒါ continuous learning လုပ်နေတာမျိုးလေးတွေတွေ့ရတယ်လူကျင့်ဝတ်လူပေါင်းစည်းကမ်းနဲ့နေတတ်တယ်ပညာရေးတိုးတက်ဖို့အတွက်ပညာသင်နေတယ်ဆရာအသက်တွေရှာနေတာအဲ့လိုမျိုးလေးတွေ့ရတယ်ပေါ့တိုးတက်မှုကိုရရောက်အောင်လို့အထက်ကိုတက်ဖို့အတွက်ကိုစူးစမ်းရုန်းကန်နေတာမျိုးလေးတွေတွေ့ရတယ်ဒါပေမဲ့သူ့ဘက်မှာတစ်ခုရှိတာက class ပေါ့နော်class energy လေးကလည်းပါနေတယ်ဆိုတော့သူ့အခြေအနေကနည်းနည်းလေးတော့စိတ်ထဲမှာအဆင်ပြေမနေဘူးသူ့ရဲ့အလုပ်ကိုင်တွေကအဆင်ပြေနေပေမဲ့စိတ်ခံစားချက်အရာတော့အဆင်ပြေမနေဘူးလွမ်းဆွေးပူဆွေးနေတယ်တခုခုကနေစွန့်ခွာလာခဲ့တာမျိုးတွေ့ရတယ်ဆိုတော့ဒီနှစ်ယောက်ကဒီ collective လေးတွေမှာတစ်ဖက်ကဒီ person A ဘက်ကပေါ့နော် person A person B လို့ပဲပြောမယ်ဆိုတော့ person A ဘက်ကရရှာစောပြောလို့ person A ကကိုဖြစ်ပြီးတော့ person B ကသူဖြစ်နိုင်တယ်အဲ့လိုပဲ person B ကကိုဖြစ်ပြီး person A ကကိုဖြစ်နိုင်တယ်ဆိုတော့ဒီနေရာမှာလူလေးကဟိုဘက်ရောက်ဒီဘက်ရောက်လေးဖြစ်တတ်တယ်ဆိုတော့ဒါလေးကိုတေချာလေးကြည့်ပေးပါ collective လေးတွေရဲ့ person A လေးကကြတော့စိတ်ထဲမှာတခုခုကိုပေါ့နော်ဝမ်းနဲ့ပူဆွေးနေတခုခုကနေထွက်လာတာပြက်ဆဲလာတာမကြသေးတဲ့ပုံစံမျိုးလေးအလုံးထွက်တာတို့အိမ်ပြောင်းရွှေ့တာတို့မျောလင်းချက်တွေဆွန့်လွတ်လိုက်ရတာနေရာတခုခုကနေပြောင်းရွှေ့လိုက်ရတာဘယ်လိုပြောရမလဲစိတ်မပါလက်မပါနဲ့စွန့်ခွာပြီးတော့အတစ်တစ်ခုကိုရှာဖွေနေတဲ့စိတ်ပေါ့နော်ဟိုစိတ်မပါအောင်အတစ်ရှာအောင်မယ်ဆိုတဲ့စိတ်နဲ့ပဲရှာနေတကယ်ကစိတ်ပါမနေဘူးအဲ့လိုပုံစံမျိုးဖြစ်နေတာမျိုးလေးတွေ့ရတယ်ဆိုတော့ဒါ person A ရဲ့ energy okay person B ကကြတော့ဒီမှာ7ဒါ8เนาะ7လုံးလိုက်လို့8ကခံစားနေရလို့ Russia တင်တယ်7လုံးလိုက်လို့8ကဒီ person B လုံးလိုက်လို့ person A ကခံစားနေရလို့တင်တယ်ဆိုတော့ဒီ7 of cup ဒါလေးကကြောင့်နည်းနည်းလေးစိတ်ကူးရင်ဆန်တယ်ပေါ့နော်အတွေးများနေတယ်အပြန်တွေးတယ်အာယုံမှန်းဆမှုတွေရောပုံဖော်နေတာမျိုးစိတ်ကြောက်ကြရက်ဖြစ်တဲ့ပုံစံမျိုးလေးတွေ့ရတယ်ဆိုတော့လက်တွေ့လောက်ရန်အတွက်တော့ပြင်းရည်တယ်ဒါပေမဲ့သူကအရန်တွေးတယ်အတွေးထဲမှာတော့အရန်နဲ့တယ် share တွေးတာ person B တွေက share တွေးတယ် share မျောမှန်းတယ်လို့မြင့်မှန်းတယ်ဒါပေမဲ့လက်တွေ့လောက်ဖို့တော့နည်းလေးပြင်းတဲ့အဲမှာပါတဲ့သူမျိုးလေးတွေကျမ်းမာရေး
အလောက်ကိုင်းထိခိုက်လောက်အောင်ပြောမှတ်တတ်တဲ့လူမျိုးလေးတွေဖြစ်တယ်ဆိုတာမျိုးလေးတွေ့ရတယ်ပြီးတော့ pentacle လေးလည်းတစ်ခုပါတယ်ပေါ့နော် cut ကိုပဲသူကမီတီနီယာမဟုတ်ဘူး pentacle လေးလည်းပါတာဖြစ်တဲ့အတွက်ကိုဒါကတော့ထိန်းလို့နိုင်တဲ့လူမျိုးလေးပါရှင်ဆိုတော့သူကငယ်သေးတယ်ဒီဘက်က person A က person B ထက်ပိုပြီးကြီးတယ် person B ကငယ်သေးတယ်နဲ့ငယ်သေးတယ်သူပုံစံကအလုတ်တင်เนาะအဲ့လိုမျိုးနည်းနည်းနုပြိုတက်ကြွမှုရှိတယ်အသက်ကြီးရဆိုရင်တော့သူ့မှာနုပြိုတက်ကြွမှုရှိတဲ့သူမျိုးဖြစ်တယ်ပြီးတခုဆိုအကြံကောင်းပေးနိုင်တယ်ကိုရင်းခံစားချက်ဒီတဘာဝဖြစ်တည်မှုခံစားချက်တွေကိုကိုကပိုပြီးဂယုစိုက်တတ်တဲ့လူမျိုးလေးတွေကိုကပိုပြီးဂယုစိုက်တဲ့လူမျိုးဖြစ်တယ်ဆိုတော့လက်တွေ့သမားပေါ့နော်ကိုရီးယားလက်တွေ့သမားဆိုတော့ပြောတာလဲသွားတယ်ဆိုတော့ဒီ pentacle ကကြောင့်ကိုယ့်ရဲ့ energy person B ရဲ့ energy ကကြောင့်လက်တွေ့သမားလက်တွေ့လုံးမယ်ဒီလို pentacle page တွေရဲ့လက်တွေ့ဒါပေမဲ့ကိုရင်းခံစားချက်တဘာဝခံစားချက်ကိုကနည်းနည်းတက်ရောက်တယ်ပြောမယ်ဆိုရင်လူတွေကထင်တာကကြတော့ကိုလက်တွေ့သမားလက်တွေ့ဆန်နေတည်ရမလားဒါပေမဲ့တကယ်တမ်းကကိုကအရန်တွေ့တယ်အရန်တွေးတယ်ဒါလုံးမယ်အရန် creative thinking လည်းအရန်ဖြစ်တယ်အရန်တွေးတယ်လက်တွေ့လုပ်ဖို့တော့နည်းနည်းပြင်းတတ်တယ်လူတွေမြင်တာကတော့လုပ်တယ်ပေါ့နော်သူပြောတဲ့ဟာကိုသူလုပ်တယ်ဆိုပြီးအဲ့လိုမျိုးမြင်တာမျိုးလေးတွေ့ရတယ်နောက်ပြီးတော့မိသားစုနဲ့ပျော်ရွှင်နေတာမျိုးလေးတွေ့ရတယ်မိသားစုနဲ့အဆင်ပြေပျော်ရွှင်မှုလေးရှိနေတယ်ပြောမယ်ဆိုရှင်ကိုချစ်တဲ့သူတွေနဲ့ပေါ့နော်ကိုတငယ်ချင်းဖြစ်စေကိုချစ်တဲ့သူတွေနဲ့အတူတူရှိနေပြီးတော့ပျော်ရွှင်နေတဲ့ moment လေးတစ်ခုပိုင်ဆိုင်ထားတာပျော်ရွှင်ချမ်းမြေ့တဲ့အိမ်နောက်တစ်ခုပျော်ရွှင်ချမ်းမြေ့တဲ့အိမ်လေးတစ်ခုကိုပိုင်ဆိုင်ထားရတာမျိုးအဲ့လိုဖူးစာရေးကန်စုံရတာမျိုးမိသားစုတွေနဲ့ပြန်လဲစုံစည်းရတာမျိုးဒါမျိုးလေးတွေ energy မျိုးလေးတွေ့ရပါတယ်ရှင်ဆိုတော့ energy ကြိုက်တယ်ဆိုရင် pressure video လေးကိုဆက်ပြီးကြည့်လို့ရတယ်ပေါ့နော် okay အဲ့တော့တစ်ဖက်လူကကိုသူကကိုသူကရောကိုဘယ်လိုမျိုးပါစိတ်ရှိလဲဘယ်လိုမျိုးစိတ်ခံစားချက်ရှိလဲတစ်ဖက်လူကတော့ဒီ collective လေးတွေအတွက်တစ်ဖက်လူကတော့ကိုတစ်ဖက်လူရဲ့ကိုစိတ်ခံစားချက်ဝေါတစ်ဖက်လူဘက်ကလေသိလားစိတ်ခံစားချက်ရှိလားဆိုရှိတယ်တိုးတက်မှာလားအရှိကိုတိုးမှာလားဆိုရင်စဉ်းစားအောင်မယ် I cannot be promised ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတေချာကြီးပြောလို့မရဘူးဒါပေမဲ့ငါကသစ္စာရှိတဲ့သူဖြစ်တယ်ငါကတည်ကြည်ပြတ်သားတဲ့သူဖြစ်တယ်ငါပြောပြီဆိုတကယ်လုပ်တယ်ငါပြောရင်လုပ်တယ်တကယ်လုပ်တယ်တကယ်ပြတ်တဲ့လူမျိုးဖြစ်တယ်ဆိုပြီးတော့တစ်ဖက်လူကပြောချင်နေတာမျိုးလေးတွေ့ရတယ်ဆိုတော့သူကလေကိုစိတ်ခံစားချက်အနေနဲ့ဆိုရှင်ကိုကသူ့အတွက်ပျော်ရွှင်မှုခံစားချက်ကောင်းတစ်ခုရှိတယ်ကိုနားမှာနေရတာသူပျော်ရွှင်တယ်စိတ်ခံစားရတာအဲ့လိုပြောရမယ်သူခံစားချက်တွေကိုကနားလည်ပေးနိုင်တယ်လို့သူကမြင်တယ်ဒါပေမဲ့သူ့ကိုယ်သူအရန်ချုပ်တီးထားတယ်ကိုစီကို fall if my love အောင်ဖြစ်စေကိုနာကိုပိုပြီးမတိုးလာအောင်ဖြစ်စေသူကနည်းနည်းပိုဝေးအောင်နေပြီးတော့ချုပ်တီးထားတာမျိုးလေးတွေရှာတွေ့နေရပါတယ်ရှင်တစ်ဖက်လူကချုပ်တီးမှုတွေရှိရเนาะဒီနှစ်ယောက်ကြားထဲမှာဘာလို့ဆိုတော့ page 9 queen king ၄မျိုးလုံးပါတယ်ဒီလောက်ကြီးအဆောင်ရှောက်ကြီးတာကြီးကြတော့တစ်ဖက်လူကချုပ်တီးထားတယ်ဒါပေမဲ့ तू ကအရင်ချုပ်တီးနိုင်တဲ့လူစားမျိုးเนาะ तू ချုပ်တီးထားရဲဆိုပြီးတော့ तू အဲ့လိုမျိုးချုပ်တီးထားတဲ့ပုံစံမျိုးလေး son နဲ့ wait yeah oh my god ခဏလေး wait ပါအောင်ခဏလေး wait လိုက်ပါအောင် तू ကိုဖြစ်စေခြင်းနဲ့အကြောင်းအရာတစ်ခုကိုတွေးနေတဲ့အကြောင်းအရာတစ်ခုကို manifest နေတဲ့အကြောင်းအရာတစ်ခုဖြစ်လာလိမ့်မယ် son မကြခင်ဖြစ်လာလိမ့်မယ်ခဏလေးစောင့်အောင်ခဏလေးပဲစောင့်သူ့ဘက်ကကိုစိတ်ခံစားချက်ရှိလားဆိုလို့ရှိရင်လောလောဆယ်မှာမရှိသေးဘူးလို့ပြောလို့ရတယ်အရင်မရှိသေးဘူးသူစိတ်ခံစားချက်ကိုကနည်းနည်းပါးသိပေးတယ်နားလည်ပေးတယ်အဆင်ပြေလောက်တဲ့အဲ့လောက်ပဲရှိသေးတယ်ဒါအဆင်ပြေလောက်တဲ့ like ခံစားချက်ကဘယ်လောက်ရှိလဲဆို20% ပဲရှိတယ်အဲ့လောက်တော့ပြောချင်တယ်ဒါပေမဲ့ तू အရင်လဲ overthink မလုပ်ပါနဲ့တဲ့ overthink မလုပ်ပါနဲ့မကြခင်လာမယ်ခဏလေးပဲစောင့်မကြခင်သူ့ရဲ့စိတ်ခံစားချက်ကို manifest နေတဲ့အရာသူ့ရဲ့စိတ်ခံစားချက်တွေပွင့်ထွက်လာလိမ့်မယ်
သူခုချိန်မှာချုပ်တီးထားတယ်သူချုပ်တီးမှုတွေအရင်များနေတယ်သူစိတ်ခံစားချက်ကိုသူချုပ်တီးထားတာမျိုးလေးအများကြီးရှိတယ်ဆိုတော့ကိုယ့်ဘက်မှာစိတ်ရှိလားဆိုရင်မရှိသေးပါဘူးဒါပေမဲ့နောက်မလိုတော့တဲ့အနာဂတ်မှာသူကိုယ့်ကိုပြန်ပြီးတော့ဆက်သွယ်မှုတွေသူ့ရဲ့အချစ်တွေကိုကမြင်ရတာမျိုးလေးတွေတွေ့ရတယ်ပေါ့နော်ခဏလေးပဲစောင့်ပေးအချိန်လေးတစ်ခုပဲစောင့်ပေးသူပြောရနော်စောင့်ပေး wait just you wait ခဏလေးပဲစောင့်ပေး okay နောက်တစ်ခုအစီရေးကက်ကလေးနဲ့သူရဲ့စိတ်ခံစားချက်မှာဘယ်မျိုးရှိနေလဲတစ်ဖက်လိုရဲ့ဟိုမှာစိတ်ကဘယ်မျိုးရှိland okay even you feel lost there is always a way through the lady bridge လို့ပြောရမလဲသူကအရန်ရှုပ်ထွေးတယ်ပြောချင်တာကွာအရန်ရှုပ်ထွေးပြီးတော့ကိုကသူ့နာမှာအကုန်လုံးဆက်သွားတယ်နော်အကုန်လုံးဆက်သွားတယ်ဆိုတော့တစ်ဖက်လူကကိုစိတ်ခံစားချက်ရှိလား not yet လို့ပြောချင်တယ်တစ်ဖက်လူရဲ့သူ့ရဲ့စိတ်ခံစားချက်ကကိုချစ်ပြီလားမုန်းပြီလားအဲ့လိုမျိုးအရာတွေအတွက်ကသူစိတ်ခံစားချက်ကကိုပုံမှာစိတ်ခံစားချက်မဲရဘာမှသိမရှိသေးဘူးသူစိတ်ခံစားချက်ကိုပုံမှာ 20% လောက်ပဲတက်ရောက်တယ်ဒါပေမဲ့ son way သူကိုပေါ်ချစ်ဖို့အတွက်ခဏလေးစောင့်ပါခဏလေးပဲစောင့်အခုက lady rich လို့ပဲသူရဲ့ဒီခံစားချက်တွေအရန်ရှုပ်ထွေးနေတယ်သူအဲ့အထွေးလိုက်ကြီးကိုသူဖြီရအောင်မယ်ကိုဘက်ကကွာဘာတွေလဲသူငါ့ကိုခံစားချက်ရှိရတာသူငါ့ကိုဘယ်လိုမျိုးကြီးလဲကိုဘက်ကတွေးလာပြီသူငါ့ကိုဘယ်လိုမျိုးလုံနေရလဲသိရမလားသူကငါ့ကိုစိတ်ခံစားချက်ရှိလားသူငါ့ကိုပြန်ချစ်လားဒါ crush တွေကြည့်တာများမယ်လို့ထင်တယ်ဒီနေရာမှာ X တွေဆိုလို့ရှိရင်မုန်းတဲ့ဘက်ကိုသွားတယ် crush တွေဆို love ဘက်ကိုသွားတယ်ဆိုတော့ crush ကကိုယ့်ရဲ့ X လို့ပြောရမယ်ကိုဖွင့်ပြောဖူးပြီးသားသူတွေဒီနေရာမှာဖွင့်ပြောဖူးပြီးသားသူတွေကကိုမဖွင့်ပြောရသေးတဲ့သူတွေကကိုပေါ်ခိတ်ခံနေရှိလားဆိုရင်မဖွင့်ပြောရတဲ့သူတွေပေါ့နော်ဖွင့်ပြောပြီးသားသူတွေကကိုပေါ်ကိုစိတ်ခံစားချက်ကသူတို့အပြက်လှည့်ထွက်သွားပြီဒီနေရာမှာ2မျိုးရှိတယ် collective လေးတွေမှာ2မျိုးရှိတယ်ဒါ crush လေးတွေ ace လေးတွေမျိုးစုံလာကြည့်နိုင်တယ် relationship လေးတွေ relationship ဆိုလို့ရှိရင်ချစ်တယ်ဒီနေရာမှာ relationship ဆိုလို့ရှိရင်တော့လုံးဝချစ်တဲ့ဘက်ကိုသွားတာ ace ကိုကသူ့ကိုဖွင့်ပြောပြီးသားသူ့ဘက်ကကိုကိုဆက်သွယ်ရဖြတ်ညင်းပြီးသွားပြီပေါ့နော်ညင်းပြီးသွားပြီခုတော့မှပြန်တွေ့ရဆိုလို့ရှိရင်သူကမုန်းတဲ့ဘက်ကိုသွားနေပြီမုန်းသွားပြီဒါပေမဲ့အပြေးဝတော့မမုန်းသေးဘူးအပြေးဝတော့ကိုကလည်းသားချေဖို့တွေသူ့ခေါင်းထဲမှာမထည့်ထားသေးဘူးခဏဆောင်လိုက်ငါမင်းစီကိုငါရဲ့စိတ်ခံရတဲ့မင်းစီရောက်လာလိမ့်မယ်မင်းငါဘလောက်မုန်းလဲဆိုတာသိရမယ်ဒါ X crash yeah finally crash ပြောချင်တယ် crash သူ့မဖွင့်ပြောရသေးကွာဖွင့်ပြောဖို့လည်းရည်ရွယ်တယ်ဖွင့်ပြောဖို့ရည်စူးထားတယ်ဖွင့်ပြောဖို့ရည်စူးထားပြီးတော့ကိုယ့်ဘက်ကစိတ်ခံစားချက်တွေ plop ဖြစ်နေတယ်စိတ်ခံစားချက်ဆိုလို့ရှိရင်သူ့ရဲ့ခံစားချက်ကကိုယ့်ပေါ်မှာအခုချိန်မှာတော့မရှိနေသေးဘူး 20% လောက်ပဲရှိသေးတယ်ဒါပေမဲ့သူချစ်လာတော့မယ်ကိုသူချစ်လာတော့မယ်သိကြတယ်သူ့ဘက်ကကိုစိတ်ခံစားချက်တွေရှိလာမယ်ချစ်လာမယ်သူ့ရဲ့ချုပ်ထွေးနေတဲ့ခံစားချက်တွေဖြည်းဖြည်းပြည်လာပြီးတော့ကိုပေါ်ကိုချစ်လာမယ်ကိုရဲ့ကောင်းတာတွေကိုသူမြင်လာပြီးတော့ချစ်လာမယ်ဆိုတာသိကြတယ်ဆိုတော့ maybe မတ်အနေနဲ့ဆိုလို့ရှိရင်6 လကြော်ဝင်းကျင်လောက်ကြာမယ်6 လကြော်ဝင်းကျင်လောက်အတွင်းမှာကိုနဲ့သူနဲ့ရဲ့အချစ်တွေသူကကိုယ့်ပေါ်မှာချစ်တဲ့အချစ်တွေပွင့်ဖူးလာမယ်ပွင့်လင်းလာမယ်သူကိုယ့်ပေါ်ကိုခံစားချက်တွေရှိလာမယ်သူ့ရဲ့မပွင့်လင်းတဲ့စိတ်ခံစားချက်တွေကနောက်6 လအတွင်းမှာသူ့ရဲ့စိတ်ခံစားချက်တွေကပေါ်လာမယ်ဆိုတာမျိုးလေးတွေ့ရတယ်ကိုရီးယား love story ကဘယ်လိုမျိုးတယောက်ကိုတယောက်ချစ်နေကြတာလဲဆိုတဲ့အရာလေးမှာသွားမယ်ဆိုတော့တစ်ဖက်ဒီကိုနဲ့သူနဲ့ရဲ့ love story ကလေ slow burn တည်လားကောက်ရိုးမီးလိုမျိုးမီးစာလောင်ပြီးတော့ပြုံးကနေဆိုပြောင်းပြီးတော့ပျောက်ကွယ်သွားတဲ့မီးမျိုးမဟုတ်ဘူးတဖြည်းဖြည်းချင်းတောက်လောင်ရင်းနဲ့မီးကပိုကြီးလာတာပဲရှိတယ် slow burn ဆိုတာအဲ့တော့ဖြည်းဖြည်းချင်းလောင်မှာဒီအချစ်မီးကဖြည်းဖြည်းချင်းလောင်မှာဘယ်လောက်တောင်ဖြည်းလဲဆိုလို့ရှိရင်6 လနော်တော်ကြာဖြည်းမှာဒီထဲမှာရုရှားပြောရမယ်ဆိုရှင်အဆိုင်နဲ့ air sign energy တွေပါတယ်
အဆိုင်နဲ့ air ဆိုင်အတွဲတွေတော်တော်များများပါလိမ့်မယ်ဒါမှမဟုတ် water နဲ့ air နဲ့အတွဲတွေပါလိမ့်မယ်အဆိုင်နဲ့ air ဆိုင်အတွဲ water နဲ့ air နဲ့အတွဲဒါမျိုးလေးတွေပါမှာမျိုးတွေ့ရတယ်ဆိုတော့အခြေရေးကအရန်ရှုပ်ထွေးနေတယ်အရန်ရှုပ်ထွေးနေတယ်ဒါပေမဲ့ကိုယ့်ဘက်ကသူ့ကိုဖွင့်ပြောလဲသူကငုံစီးစီပဲနေမှာတဲလည်းမငြင်းဘူးတဲလည်းမကန့်ကွက်ဘူးသူအချစ်ကိုသူမသိသေးတာချက်လည်းမချစ်သေးဘူးသူစိတ်ခံကြမှာလည်းကိုကမရှိနေသေးဘူးဒါပေမဲ့နောက်6လဆိုလို့ရှိရင်သူရဲ့အချစ်တွေကတဖြည်းဖြည်းနဲ့ပွင့်လင်းလာမယ်ပွင့်ဖူးလာမယ်သူစာအုပ်ဖတ်တယ်လို့ပဲပေါ့နော်စစပိုင်းစာရွက်တွေမှာတော့စာအုပ်စာဖတ်လို့ရှင်စစပိုင်းစာရွက်တွေမှာကတော့ဘာကြီးလဲဒီစာအုပ်ကဘာအကြောင်းပြောချင်တာလဲဒါကဘာတူလဲ character တွေလည်းကိုကလမ်းမလုပ်ရသေးဘူးပြီးရင်ဇာတ်ကြောင်းကိုလည်းကိုကရေးလဲမသိသေးဘူးပြီးလို့ရှင်ဒီကောင်ကလူဆိုလားဒီကောင်ကလူကောင်ကဆိုတာလည်းကိုကရေးလဲမသိသေးဘူးစာအုပ်ဖတ်တယ်လို့ပဲဆိုတော့ရှာဘာလို့စာအုပ်နဲ့ညွှန်းလဲဆိုဇက်ကားကြည့်တယ်ဆိုမင်းသားကဘာတူလဲဆိုတာကိုတန်းသိတယ်ဟိုဘီလင်ကဘာတူလဲဆိုတာကိုတန်းသိတယ်ဘာလို့ဆို lighting တွေ music တွေ photo shoot တွေဒါတွေနဲ့ပတ်သက်ပြီးကိုကသိသွားပြီဒါပေမဲ့စာအုပ်ထဲမှာတော့အဲ့လိုမဟုတ်ဘူးလုံးဝမတူစာအုပ်ဖတ်တာကြတော့ချက်ချင်းမသိဘူးဖတ်ရင်ထဲမှာဒီကောင်ကလူကောင်လားဒီကောင်ကလူဆိုလားဒီကောင်ကဘယ်လိုမျိုးလဲဒီဇာတ်ကြောင်းကဘယ်လိုမျိုးလဲ character တွေကဘယ်လိုဖြစ်တာလဲဒါတွေကိုတဖြည်းဖြည်းချင်းလမ်းလောက်သွားတာဆိုတော့စာရွက်တစ်ရွက်ချင်းစီတေချာဖတ်မှသည်နောက်ဆုံးအပိုင်းကိုလုံးဝကြည်ကြည်ညံ့နားလဲတာစာအုပ်ကြော်ဖတ်လဲဘာမှမထူးနားလဲမှမဟုတ်ဘူးအဲ့လိုအဓိပ္ပာယ်ပဲဆိုတော့စာအုပ်ဖတ်တယ်လို့ပဲတဖြည်းဖြည်းချင်းသွားတာပေါ့နော်ဒီဇာတ်ကြောင်းလေးက slow pan လေးဖြည်းဖြည်းချင်းသွားတာဆိုတော့သူနဲ့ကိုရှုပ်ထွေးနေတဲ့ခံစားချက်သူ့ရဲ့ရှုပ်ထွေးနေတဲ့ခံစားချက်သူ့ရဲ့စိတ်ခံစားချက်တွေကရှုပ်ထွေးနေလို့ကိုယ့်ဘက်ကခံစားရတဲ့ခံစားချက်တွေစာအုပ်ဖတ်တယ်လို့မဟုတ်လို့တဖြည်းဖြည်းချင်းစာအုပ်လေးလို့ဖတ်သွားပြီးတော့သူ့ရဲ့ရှုပ်ထွေးနေတဲ့ခံစားချက်ကိုနောက်ဆုံးတော့ ending ရှိတယ်တေးချတယ်ဘလောက်ပဲဒီဝင်ကဘာထဲမှာပတ်ချလဲနေပလေးစီအမြဲတမ်းဖြတ်သွားနိုင်တယ်ဆိုတော့ဒီဝင်ကဘာထဲမှာကွာငါလမ်းပြောင်းနေပြီဒီအချစ်တန်ညာထဲမှာဘလို့ဖြစ်နေရလဲငါလမ်းပြောင်းနေငါစိတ်ခံစားချက်တွေရှုပ်ထွေးနေပြီအဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်တောင်မှပဲနောက်ဆုံးမှာ ending ရှိတယ်သူကိုနောက်ဆုံးသူနဲ့ကိုနဲ့ love ending နဲ့ပြီးဆုံးသွားလိုက်မယ် okay ဆိုတော့ဒါပျော်ရွှင်စရာဇာတ်သိမ်းလေးရရှိမယ်ပေါ့နော်သူနဲ့ကိုနဲ့နှစ်ယောက်ချာမှာဟိုတစ်ဖက်မှာကျတော့ပြောပြီးသား ace တွေဘာတွေကတော်လိုက်တော့လို့ပြောချင်တယ်ကိုကသူ့ကိုဖွင့်ပြောပြီးတော့ပြီးသူ့ဘက်ကအဲ့လိုညင်းတဲ့ပုံစံမျိုးပေါ့နော်ကိုအဆက်အသွယ်ဖြတ်တာဖြစ်စေကိုတဲ့ညင်းတာဖြစ်စေသူမှကြီးစားရှိရဖြစ်စေသူအချစ်ကိုစိတ်ဝင်စားသေးဖြစ်စေမျိုးစုံတော့ reason တွေနဲ့စွန့်ခွာပါပြီးတော့ပြန်ပြီးစုံစီတဲ့ X section ရေး crash နဲ့အဲ့လိုမတွဲလိုက်ရလဲ X ပဲကွာ X crash ပေါ့ပြောရမယ်ဆိုအဲ့လိုမျိုး X section ရေးတွေအကုန်လုံးဒီသူရဲ့စိတ်ခံစားချက်ဒီကိုပေါ်မှာဘာမှမရှိဘူး 20% ဒီသူမုန်းနေတာညင်ကပ်နေတာဒီတယောက်ကလို့ပြောအောင်လဲပြောမှဆိုတဲ့ပြောမှဆိုအထင်သေးတဲ့ခံစားချက်မျိုးတွေ့ရတယ်ဆိုတော့သူ့ရဲ့စိတ်ခံစားချက်ဒီကိုပေါ်ကိုတဖြည်းဖြည်းနဲ့ဆုံးခွာပါလိမ့်မယ်ဒါမဲ့ခုမှကိုနဲ့သူနဲ့ကခံစားချက်ကလက်ဆက်နေတာနှစ်ယောက်သားကြားထဲမှာကအဲ့လိုမျိုးလို့ပြောအောင်လဲစောပြောထားတဲ့ဆက်ဆံရေးလုံးဝမရှိထားဘူးတပြေးညီတဲ့တောက်လျှောက်သွားနေတယ်ပြီးတော့မှကိုကသူ့ကိုခုမှဖွင့်ပြောချင်တယ်လို့မျိုးသိရမှာတပြေးညီတဲ့တောက်လျှောက်သွားနေကြားထဲမှာဆက်သွယ်ပြလိုက်ဘလို့ဖြစ်လိုက်ညာဘလို့ဖြစ်လိုက်လုံးဝမရှိဘူးကိုနဲ့သူနဲ့တပြေးညီတဲ့တောက်လျှောက်သွားနေတယ်ဥပမာဆိုရင်200ချားတစ်ခါလောက်သူနဲ့တွေ့ဖြစ်တယ်ဆို200ချားတစ်ခါအမြဲတမ်း200ချားတစ်ခါ300ချားတစ်ခါတစ်ပတ်တစ်ခါအမြဲတမ်းတွေ့ဖြစ်နေတယ်ကြီးမှပြဿနာကြားထဲမှာဘာမှမရှိထားဘူးဆိုတေးချပြီးသူကကိုပြန်ချက်လာမှာဘာလို့ဆိုတော့တစ်ဖက်လူကစာအုပ်ဖတ်တယ်လို့ဖတ်တာသူကလူတယောက်ကိုစာအုပ်ဖတ်တယ်လို့ဖတ်တာသူစာအုပ်ဖတ်နေရင်နဲ့တဖြည်းဖြည်းချင်းနဲ့မှဒီတယောက်ကတနာဖို့ကောင်းလားဒီတယောက်ကချစ်ဖို့ကောင်းလားဒီတယောက်ကမုန်းဖို့ကောင်းလားတဖြည်းဖြည်းချင်းနဲ့မှသိသွားကိုကအလှင်လိုပြီးအဆက်ဇက်သိန်းကိုသွားဖက်လိုက်လို့ရှိရင်အလဲရဟာတွေအကုန်ပြတ်ထွက်ပြီးတော့သူနဲ့ဝေးရတတ်တယ်ဆိုတော့အဲ့လိုမျိုးဇက်သိန်းကိုမှားဖက်လိုက်မိတဲ့ဒူလေးတွေရှိတယ်ဆိုလို့ရှိရင်လက်လွတ်လိုက်ပါတော့ခုချိန်တည်းကနောက်ဆုံးလိုက်တာအကောင်းဆုံးဖြစ်မယ်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ဂုဏ်သိက္ခာတွေကိုသူကအမြင်ကပ်လာတာတွေအထင်သေးလာတာတွေနဲ့ကိုယ့်ရဲ့အနေအထားကရော့လာတာမျိုးဖြစ်နိုင်တယ်ဒါပေမဲ့ဒါပဲတီးပေါ့နော်ကိုယ့်ဘက်ကသူ့ကိုကိုယ့်ရဲ့အဲ့လိုခံစားချက်တွေကိုနောက်တဖြည်းဖြည်းနဲ့မှသိရမလားဒါ good image တွေရှိထားတဲ့သူဆိုလို့ရှိရင်တေးချာတာတစ်ဖက်လူကကိုအရင်ချစ်လာလိုက်မယ်တ
တစ်ဖက်လူကကိုယ့်ပေါ်အရန်ကောင်းလာလိမ့်မယ်နှစ်ယောက်သားကြားထဲမှာခံစားချက်အရင်ခံနေခံစားချက်တွေကြီးကြီးမားမားတွေရှိလာလိမ့်မယ်ဆိုတာသိကြတယ်ဆိုတော့ကျေးဇူးများတင်ပါရှင်းစားရစီပြပါစေနော်တစ်ဖက်လူကကိုယ့်ကိုလောလောဆယ်ကတော့ခံစားချက်ကမရှိသေးဘူးရရှာခြုံပြောမယ်ဆိုတစ်ဖက်လူကကိုယ့်ပေါ်မှာလောလောဆယ်ခံစားချက်ကမရှိသေးဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့သူခံစားချက်တွေကပိုပေါက်ဖွာလာလိမ့်မယ်ချစ်စားရှိရဲ့သူဆိုချစ်လာမယ်မုန်းစားရှိရဲ့သူဆိုမုန်းလာမယ်စွန့်ပစ်စားရှိရဲ့သူဆိုစွန့်ပစ်လာမယ်ဘာမှမပြောရသေးဘူးဒီတိုင်းလေးပဲ crash ကနေပြီးတော့ကိုနဲ့သူနဲ့ကအဆင်ပြေခါစအခြေအနေဆိုရင်တော့လုံးဝအဆင်ပြေသွားလိမ့်မယ်လုံးဝတည်ကြတယ်လုံးဝတည်ကြတယ်လားဆိုတော့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်ဆက်ရစီပြပါစေရှင်နှစ်ယောက်သားကပို့ပြီးတော့ချစ်လာပြီးတော့ပို့ပြီးတော့အဆင်ပြေလာမှမျိုးလေးတွေ့ရတယ်ဆိုတော့ဒီတစ်ဖက်လူကြည့်တဲ့ဒီစောစောတော့ age relationship တမားလေးတွေကကိုယ့်ဘက်ကလက်လွတ်လိုက်ပြီးတော့အသက်ကိုပဲပြောင်းလိုက်လို့ရှိရင်အသက်နေနေဆိုရင်တော့တော်တော်လေးကောင်းတာမျိုးလေးတွေ့ရတယ်ပေါ့နော်ကိုယ့်ရဲ့ပူးစာရှင်အဆက်မှန်အသက်တစ်ယောက်ကိုတွေ့ရမှာမျိုးတွေ့ရတယ်ဆိုတော့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံမယ်နော် bye bye collective lady